စီဥစွာကိုတော်ရဲ့နာမကိုချီးမွမ်းပါတယ်ဒီကနေ့ဧဝံဂေလိတရားအနေနဲ့ဟောကြားရမယ့်အကြောင်းအရာကတော့ရှင်မာသက်အခန်းကြီး7အငယ်28ကိုကျွန်တော်တို့ခွန်အားရယူဖို့ရန်ဖတ်ကြားရမှာဖြစ်ပါတယ်အားလုံးအတူတကွတောတာနာရှင်သူအပေါင်းတို့အားလုံးအတူတကွဖတ်ကြားရအောင်ရှင်မာသက်အခန်းကြီး7အငယ်28ဝင်လျ၍ပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာကြလောငါသည်ချမ်းသာပြီးမည်ငါထဘိုးကိုတင်၍ထမ်းကြလောငါထံ၌နီးခံကြလောငါသည်နှုတ်ငယ်တိမ်မှုနှိမ့်ချသောစိတ်တဘောရှိ၏တင်တို့စိတ်နှလုံးသည်တက်တာခြင်းကိုရလိမ့်မည်အကြောင်းမူကားငါထဘူးသည်ထမ်းလွေ၏ငါဝန်လဲပေါ့၏ဟုမိတ်တော်မူ၏ဖတ်ခဲ့ကြတဲ့ဘေးအတော်ဖယားတခင်ရဲ့နှုတ်ကပတ်တော်ပေါ်တွင်ဖယားတခင်ကောင်းခြင်းမင်္ဂလာပေးပါစေအာမင်ဒီကနေ့ကျွန်တော်တို့အဓိကအဖြစ်ဧဝံဂေလိတရားအနေနဲ့ဟောပြောတော်သူအနေနဲ့စန္ဒထားပြီးတော့ပန်းတိုင်အနေနဲ့ကျွန်တော်ရည်ရွယ်ထားတော့ဒေသန္တရတွေရှိတဲ့အတွက်ကြောင့်တာသနာနေတဲ့မှာတာသနာပြုတော်သူဆရာမများဖြစ်စီကျွန်တော်တို့ဒီမိမိတို့လူသားများရဲ့ဝင်လီတဲ့အကြောင်းလူသားများဟာကေတင်ချင်းတရားကိုအလိုရှိတဲ့အကြောင်းကိုတာသနာနေတဲ့မှာနေကြတော့ယုံကြည်တော်သူလူတဲ့များသူတို့အသိရှိနားလေသဘောပေါက်မှသာလေနားလေပြီးမှသာလေယုံကြည်လာရမယ်ဖြစ်တဲ့အကြောင်းကိုကျွန်တော်စီအိုစွာပြောလို့ချင်ပါတယ်တာသနာနဲ့မာနေကြတော့တာသနာပြုဆရာမတို့လေနှစ်စဉ်နဲ့အမျှဖယားတခင်ရဲ့နိုင်ငံတော်ကိုကျေပြန့်ဖို့ရအတွေ့ဆုတောင်းပြီးတော့ခွန်အားရယူဖို့ရအတွေ့ကျွန်တော်တိုက်တွန်းနှိုးဆော်လိုချင်ပါတယ်ခရစ်တော်ရဲ့နာမတော်အားဖြင့်လေအားလုံးတာသနာပြုတော်သူဆရာမများအားလုံးခရစ်တော်ရဲ့နာမတော်အားဖြင့်ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ဘာလို့လဲကျွန်တော်တို့မြန်မာပြည်ကြီးကိုလည်းဖယားတခင်အလိုတော်ရှိတယ်ဖယားတခင်ရဲ့နိုင်ငံကိုကျေပြန့်ဖို့ရအတွေ့ဖယားတခင်အလိုရှိတဲ့အတွက်ကြောင့်မိမိတို့အတင်းတော်အတိုင်းကနေဝါဒနာပါတော်သူဖယားတခင်မှာစက္ကအတန်တော်သူဖယားတခင်ဘက်တို့တရားတော်ဘက်တို့ခွန်အားကြီးတော်သူများသည်မိမိတို့ရဲ့ဆန္ဒရှိတဲ့အတိုင်းတာသနာနဲ့တက်ကိုတွားချပြီးတော့တာသနာပြုခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲကျွန်တော်တို့မြန်မာပြည်ကြီးလဲဖယားတခင်ကချစ်ရတဲ့အတွက်ကြောင့်ကျွန်တော်တို့မြန်မာပြည်ကြီးလဲအားလုံးထာဝရဖယားတခင်ယေရှုဖယားကိုအားလုံးကျွန်တော်တို့ကူးကွယ်ဖို့ရအတွေ့ကျွန်တော်တို့ဖယားတခင်အလိုရှိတဲ့အကြောင်းကိုကျွန်တော်တို့ရှင်မာသက်မှာလည်းကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့ကဝန်လီတော်သူဖြစ်တယ်ဘာဝန်လီရတယ်လဲဆိုတာကျွန်တော်တို့လူသားတည်တော်သူလည်းရှိတယ်မတည်တော်သူလည်းရှိတယ်ဒါကြောင့်ချစ်တော်ဓမ္မမဆွေငယ်ကိုပေါင်းတို့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကောင်းမွန်စွာသိရှိနားလေသဘောပေါက်ဖို့ရန်ကျွန်တော်ဝင်ခါပြပါမယ်ပထမအနေနဲ့ကျွန်တော်မြန်မာပြည်မှာအဓိကအားဖြင့်ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များနဲ့ကျွန်တော်တို့ခရစ်ယာန်ဘာသာဝင်များကုကွယ်ကြတဲ့နိုင်ငံဖြစ်တယ်ဒုတိယအများစုမှာကျွန်တော်တို့ခရစ်ယာန်ဘာသာဝင်များဖြစ်ခဲ့ကြပါတယ်ဒါပြင်ဗုဒ္ဓဘာသာမှာလည်းအမှန်ပြောမယ်ဆိုရင်ဂေါတမမြတ်စွာဘုရားကဝိညာဉ်ဆိုတာမရှိဘူးနံပါတ်1ဝိညာဉ်ဆိုတာမရှိဘူးနံပါတ်2ထာဝရဆိုတာမရှိဘူးဒါတာသနာနဲ့တဲ့မှာယုံကြည်တော်သူများကောမွန်စွာသိရှိနားလေသဘောပေါက်ဖို့ရအင်မတန်မှအရေးကြီးပါတယ်ဘာလို့လဲဆိုရင်သူ့ကြံကန်းကိုကောမွန်စွာများဆာလိလာတဲ့ခါမှာထာဝရဘုရားဆိုတာမရှိပါဘူးသူထာဝရဆိုတာနေရာမရှိဘူးဝိညာဉ်ဆိုတာလည်းမရှိဘူးကယ်တင်ခြင်းတရားလည်းမရှိဘူးဒါကြောင့် तू ကပြောင်းလဲခြင်းနေရာမှာ evolution ကိုအခြေခံထားပြီးတော့ तू ကတ
တရားကိုဟောရခြင်းဖြစ်တယ်မိမိကိုယ်ကိုကယ်တင်ရမည်မိမိကိုယ်ကိုလွတ်ကျွတ်အောင်ကြိုးစားရမည်ဆိုတဲ့အရာနဲ့ကျွန်တော်တို့လူသားများကျွန်တော်တို့ဖယားကိုဘာကြောင့်ကူးကွယ်ရတယ်လဲကျွန်တော်နောင်တမလွန်ဘဝရှိတဲ့အတွက်ကြောင့်နောင်တမလွန်ဘဝမှာကျွန်တော်တို့ကောင်းသောနေရာဒီချင်းနာချင်းကိုချင်းမရှိသောနေရာကောင်းကင်ဆွေပြီးကျွန်တော်တို့ရောက်ဖို့ရအတွေ့ကျွန်တော်တို့ဤကမ္ဘာလောကထဲမှာကျွန်တော်တို့ဘာသာတိုင်းရှိရခြင်းဖြစ်ပါတယ်ဒါကြောင့်အများအားဖြင့်ကမ္ဘာပေါ်မှာကျွန်တော်တို့လူဦးရေအားဖြင့်ကျွန်တော်တို့တန်ပေါင်း9000နီးပါးလောက်ရှိတယ်အများအားဖြင့်ကိုယ်ွယ်ယုံကြည်ခဲ့တော့ဘာသာကြီးလေးခုရှိပါတယ်ဟိန္ဒူဘာသာအစ္စလာမ်ဘာသာဗုဒ္ဓဘာသာကျွန်တော်တို့ခရစ်ယာန်ဘာသာဤဘာသာလေးဘာသာဒီအတိကအားဖြင့်အများကိုယ်ွယ်ကြတဲ့ဘာသာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာတွင်ကျွန်တော်တို့တခြားသောဘာသာများသည်တကယ်များယုံကြည်အားကိုးထိုက်တော့ဖယားဖြစ်တယ်လားဆိုတာသိရှိနားလေသဘောပေါက်ဖို့ရအရေးကြီးပါတယ်ချစ်တော်ဓမ္မမစ်ဆွေငယ်ကိုပေါင်းတို့တာသနာပြုတော်သူဆရာဆရာမတို့လည်းကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဟိန္ဒူဘာသာဝင်များကဘယ်လိုကူးကွယ်ရတယ်လဲအစ္စလာမ်ဘာသာကဘယ်လိုဖယားဖြစ်တယ်လဲဒါပြီးတော့ဗုဒ္ဓဖယားကဘယ်လိုဖြစ်တာလဲဆိုတာကောင်းမွန်စွာသိရှိနားလေသဘောပေါက်ဖို့ရအရေးကြီးပါတယ်ဒါပြီးကျွန်တော်တို့ကူးကွယ်ခဲ့တဲ့ခရစ်ယာန်ဘာသာဝင်များရဲ့ဖယားအကြောင်းကိုလည်းကောင်းမွန်စွာသူတို့သိရှိနားလေသဘောပေါက်မှသာလေသူတို့ကလက်ခံပြီးတော့ယုံကြည်လာနိုင်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တိုက်တွန်းရင်းနဲ့ဝေခလိုခြင်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဆန်းချင်းရှိတယ်ဒီဥပမာတရကအနေနဲ့ကျွန်တော်ပြောပါရစေကျွန်တော်တို့နိုင်ငံတိုင်းမှာဆန်းချင်းတွေရှိပါတယ်ကျွန်တော်တို့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုဖြေဆိုရမယ်ဆိုရင်ကျွန်တော်တို့အောင်ကြရတယ်အောင်တဲ့အခါမှာနိုင်ငံတော်ဆုရကဆန်းချင်းရှိတယ်ဆန်းချင်းကိုမှီမှတာလေဥပမာတရကအနေနဲ့ကျွန်တော်ပြောပါရစေအဲလိုရှင်းစားပြီးတော့တွေးခေါ်တတ်လို့ရှိရင်လူသားများမှာလည်းဆန်းချင်းရှိတယ်နိုင်ငံတိုင်းမှာလည်းဆန်းချင်းရှိတယ်ဥပမာစေတန်းအောင်တော်သူများဒီတက္ကသိုလ်ဝင်ခွင့်ရတော်သူများဒီနိုင်ငံတော်အစိုးရကချမှတ်ထားသောဆန်းချင်းကိုမှီမှတာလေဥပမာစီတက္ကသိုလ်တို့တက်နိုင်ခွင့်ရှိတယ်ဒါပြီးတော့နံပါတ်2အင်ဂျင်နီယာတက္ကသိုလ်တို့တက်နိုင်ခွင့်ရှိတယ်နံပါတ်3စီပွားရေးတက္ကသိုလ်တို့တက်နိုင်ခွင့်ရှိတယ်နံပါတ်4စိုက်ပျိုးရေးတက္ကသိုလ်တို့တက်နိုင်ခွင့်ရှိတယ်ဒါဆန်းချင်းရှိတယ်နိုင်ငံတော်ဆုရတွေကလည်းဆန်းချင်းရှိတဲ့အတွက်ကြောင့်အဲ့ဒီဆန်းချင်းကိုကျွန်တော်တို့စေတန်းကိုအောင်ပြီးတော့ကျွန်တော်တို့ကဂုံထူးရပြီးတော့သူတို့ဆန်းချင်းတတ်မှတ်ထားတဲ့အမှတ်ကိုမီးလို့ရှိရင်အဲ့ဒီပညာများကိုကျွန်တော်တို့တင်ယူလို့ရတယ်ထိုနည်းတူစွာကျွန်တော်တို့တမန်ကျမ်းစာထဲမှာလည်းဖယားသခင်မှာလည်းဆန်းချင်းရှိပါတယ်ချစ်တော်ဓမ္မမစ်ဆွေကိုပေါင်းတို့ကောင်းမွန်စွာစဉ်းစားကြည့်ပါတွေးခေါ်ကြည့်ပါတွေးခေါ်ကြည့်လို့ရှိရင်ဖယားသခင်ကတန့်ရှင်းသောဝိညာဉ်တော်အဖြစ်အတိညာကိုပြီးထားပြီးတော့မိမိတို့ရဲ့နှလုံးသားထဲမှာဖယားသခင်ကခွဲခြားနိုင်သောပညာကိုအတိပညာကိုရရှိလာပါလိမ့်မယ်လို့ကျွန်တော်ဟောပြောတော်သူအနေနဲ့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်ဖယားမှာလည်းဆန်ချင်းရှိတယ်ဖယားမှာမာငါးပါးကိုအော်မြင်တော်သူဖယားဖြစ်ရမယ်မာငါးပါးကိုအော်နိုင်မှသာလေကျွန်တော်တို့ကူးကွယ်ထိုက်တယ်ဆိုတဲ့အကြောင်းကိုလည်းသိရှိနားလေသဘောပေါက်ဖို့အင်မတန်မှရည်ကြီးပါတယ်နံပါတ်1အဘိသင်္ခါရမံကိုအော်မြင်တော်ဖယားဖြစ်ရမယ်နံပါတ်2ဒီဝဗုဒ္ဓမံကိုအောင်မြင်တော်ဖယားဖြစ်ရမည်နံပါတ်3စေတနာနိယာမမံကိုလည်းအောင်မြင်တော်ဖယားဖြစ်ရမည်နံပါတ်4ကိလေသာမံကိုအောင်မြင်တော်ဖယားဖြစ်ရမည်နံပါတ်5တိချိမစ်ဆုမံကိုအောင်မြင်တော်ဖယားဖြစ်ရမည်ထူမံ5ပါးကိုအော်နိုင်ပါတာလေကျွန်တော်တို့ကဤကမ္ဘာလောကထဲမှာဖယားလို့ကျွန်တော်တို့ကူးကွယ်ထိုက်တဲ့ဖယားဖြစ်တယ်ကျွန်တော်တို့တခင်ယေရှုဟာဒီချင်းမစ်စုမှန်ကိုအောင်မြင်တယ်လက်ဝက်ခတ်တိုင်မှာအတိခံယုံပဲလားမဟုတ်ပါဘူးတခင်ယေရှုဟာတတ်ဖြူရှင်တတ်ပြီးတတ်ရှင်ပြီးတော့လူပြဖျားဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့တမန်ကျမ်းစာထဲမှာတွေ့ရတယ်ဒီချင်းမစ်စုမှန်ကိုအောင်မြင်တယ်သူတည်တဲ့အတက်ကိုစတီးပြီးတော့
เลวกไตมาอาเตกูปิศลายาชิอาพิตูตียุงเวลามโหบาบูတုံးရဲ့မြောက်နေမှာဖယားတခင်ရဲ့ဘုံတကူတော်အပြင်ရှင်ပြန်ထမြောက်ပြီးတော့ကျွန်တော်တို့တိချစ်မစ်ဆုမှန်ကိုအော်မင်တော်တခင်ဆုဖယားဖြစ်တဲ့အကြောင်းကိုတာသနာနဲ့တက်ထဲတွင်ယုံကြည်တော်သူလူတက်များတိရှိနားလေသဘောပေါက်ဖွင့်ရအရေးကြီးပါတယ်ဥပမာတရကအနေနဲ့ပြောပါရစီကျွန်တော်တို့ဟိန္ဒူဖယားမှာဤတွာရဖယားလေတိချမစ်ဆုမှန်ကိုအော်မင်တော်ဖယားမဟုတ်ပါဘူးဟိန္ဒူဘာသာမှာဖယား10ပါးလောက်ရှိတယ်9ပါးလောက်ပွင့်ခဲ့ပြီး9ပါးမြုပ်မှာဂေါရမမြတ်စွာဘုရားဖြစ်တဲ့အကြောင်းကိုဟိန္ဒူဘာသာကျမ်းဂန်ထဲတွင်ကျွန်တော်တို့တွေ့ရှိရတယ်ဒီနေရာတွင်ဟိန္ဒူဘာသာနဲ့ဗုဒ္ဓဘာသာဝင်များတူညီတဲ့နေရာတွေရှိပါတယ်ဒါကြောင့်ဟိန္ဒူဘာသာပညာရှင်ကြီးကမရဝကကပညာရှင်ကြီးကကျွန်တော်တို့ဟိန္ဒူဘာသာကနေဒီဗုဒ္ဓဘာသာဝင်မြတ်ဖြစ်ခဲ့ကြတော့ဂေါရမမြတ်စွာဘုရားကဆွဲယူထားပြီးတော့အတူယူထားခဲ့ပြီးတော့ဒီဗုဒ္ဓဘာသာပေါ်ပေါက်လာရခြင်းဖြစ်တယ်လို့သူ့ရဲ့စာပေထဲတွင်ကျွန်တော်တို့လေ့လာရခြင်းအပြင်သိရှိရပါတယ်ထိုနည်းတူစွာကျွန်တော်တို့ခရစ်ယာန်ဘာသာနဲ့အစ္စလာမ်ဘာသာလည်းတူညီတဲ့နေရာမြောက်များစွာရှိခဲ့ပါတယ်တရားမှာ60%လို့တူညီတဲ့နေရာရှိတယ်ဒါကျွန်တော်တို့ခရစ်ယာန်ဘာသာများရဲ့တမန်ကျမ်းစာထဲကနေသူတို့လည်းဆွဲယူထားပြီးတော့ဖယားတွေနာမည်တပ်ပြီးတော့ဖယားဒီမတီမဲသောသူဖယားများဖြစ်ခဲ့ကြပါတယ်သူတို့မတီမဲပါဘူးမနေ့ယနေ့နောင်ကာလပြောလဲနေတော့ဖယားတွေဖြစ်ခဲ့ကြတယ်တို့တော့ကျွန်တော်တို့ခရစ်ယာန်များယုံကြည်သောဖယားဒီထာဝရဖယားဖြစ်တဲ့အကြောင်းကိုတာသနာနဲ့တက်တွင်ယုံကြည်သောသူဓမ္မမစ်ဆွေကြီးကိုပေါင်းတို့ကောမှုစွာတိရှိနားလေသဘောပေါက်လို့ရှိရင်တနည်းကြရင်ဖယားသခင်ကတင်းကိုပြောင်းလဲစီတော့ဖယားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစီပြီးတော့လက်ခံယုံကြည်လာလိမ့်မယ်လို့ကျွန်တော်ဟောပြောတော်သူအနေနဲ့ယုံကြည်ပါတယ်ဒါကြောင့်ရှိတော်ဓမ္မမျိုးဆိုရင်ကိုပေါင်းတို့မိမိတို့လူသားမှာဘာဝင်ဒီလီးကြတယ်လေဒါကြောင့်ကျွန်တော်တို့သခင်ယေရှုဖယားကဝင်လိရွေ့ပြင်ပန်းတော်သူအပေါင်းတို့ငါထံသို့လာကြလို့ငါဒီချမ်းသာပြီမည်ဆိုတဲ့ဂရိပိထားတော်ဂရိပိထားနိုင်တော်သူဖယားဒီသခင်ယေရှုဖယားတပါတိတာဖြစ်တဲ့အကြောင်းကိုကောင်းမွန်စွာသိရှိနားလည်သဘောပေါက်ဖွယ်ကြီးပါတယ်ကဲကျွန်တော်တို့အဲ့ဒီဟိန္ဒူဘာသာကိုပြန်ဝင်ရအောင်နားလည်သဘောပေါက်ဖွယ်ရဟိန္ဒူဘာသာမှာဖယား10ပါးရှိတယ်ကုပကပွင့်ပြီးပြီအခုနောက်ဆုံးပွင့်လာမဲ့ဖယားကတော့ကလကီဖယားလို့သူတို့ဇာတ်ကားထဲတွင်တွေ့ရှိရတယ်ဒီအရာများကိုယုံကြည်နိုင်တဲ့အရာဖြစ်သလားဒိုင်ရီဖြစ်သလားပုံပင်ဖြစ်သလားဆိုတာကိုတွေးခေါ်ပြီးတော့မန်းစားပြီးတော့နားလေသဘောပေါက်ဖို့ရဆုတောင်းကြပါအဖဖယားသခင်မှာဆုတောင်းပါအိုးအဖဖယားသခင်ကျွန်တော်ဒီအကြောင်းအရာများကိုကျွန်တော်သိရှိနိုင်ဖို့ရအိုးအဖဖယားသခင်ကျွန်ုပ်အစမအားမဆပြီးတော့ဒီအတိညာကိုပြီးထားပါဆိုပြီးတော့ဆုတောင်းပါဆုတောင်းရင်ဘုရားသခင်ကပြီးထားပါလိမ့်မယ်ဒါကြောင့်အတုရှိရင်လောကထဲမှာအဆက်ရှိတယ်ဒါကြောင့်ဘုရားအတုရှိရင်ဘုရားအဆက်လည်းရှိတယ်ကယ်တင်နိုင်တော်သူဘုရားရှိရင်မကယ်တင်နိုင်တော်သူဘုရားလည်းရှိတယ်ဒါကြောင့်ကဲမာငါးပါးကိုအောင်မြင်တော်သူဘုရားဖြစ်ရမယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်အနည်းငယ်ဝင်ခချင်ပါတယ်ကဲရာမဘုရားနဲ့အာရရှိနာဘုရားတို့ဒီဟိန္ဒူဘာသာများအများအပြားကုကွယ်တဲ့ဖယားတွေဖြစ်တယ်ဒါပြီးတော့ဘီဟာမာတို့ဘီတနူတို့တီဝါတို့အဲ့ဒီဖယားတွေဟာဒီချင်းမစ်ဆုမန်ကိုအောင်မြင်တော့ဖယားတရားမှမရှိပါဘူးဒီပြမရှင်ပြန်ထမြောက်တော်သူဖယားလောကထဲမှာမရှိပါဘူးဘယ်ကျမ်းဂန်ထဲမှာမတွေ့ရပါဘူးဟိန္ဒူကျမ်းဂန်ထဲမှာလည်းမတွေ့ရပါဘူးဗုဒ္ဓကျမ်းဂန်ထဲတွင်လည်းပူပြီးတော့မတွေ့ရပါဘူးသူဒီပြီးတော့အသက်80ဝါတော်45မှာဝတ်ဖြူသားကိုစားပြီးတော့သူအသက်ဆုံးတဲ့အကြောင်းကိုသူရှင်ပြန်ထမြောက်ခြင်းမရှိဘူးဒါတိချင်းတရားကိုမအောင်မြင်တို့တိချင်းမစ်ဆုမှန်ကိုမအောင်တော့သူဖျားဖြစ်တယ်နံပါတ်1နားလေသဘောပေါက်ဖို့ရနံပါတ်2ကိတိတာမန်ကိုအောင်မြင်တော့သူဖျားမဟုတ်ပါဘူးဘာလို့လဲမာတီတာနဲ့အိမ်ထောင်ပြုတဲ့တွေ့ကြောင်းမိထုံကိုမိဝဲတဲ့တွေ့ကြောင်းတာယာဟုလာကိုရရှိတဲ့အကြောင်းကိုကျွန်တော်တို့တုတ်ကြံကန်းတဲ့တွင်တွေ့ရှိရတယ်ဒါကိရိတာမန်ကိုမအောင်တော်သူဖြစ်တယ်
ဖယားတခင်ဒီကျွန်တော်ပထမပြောတဲ့အတိုင်းမာငါးပါးကိုအောင်မြင်တော်သူဖယားဖြစ်ရမည်ဆက်လက်ပြီးတော့မိသွားမှာဆိုလို့ကျွန်တော်ပြန်ခေါ်ပြီးတော့ကျွန်တော်ဝင်ကားပါမယ်နံပါတ်1အပိတိခါရမန်ကိုအောင်မြင်တော်ဖယားဖြစ်ရမည်နံပါတ်2ဒီဝဗုဒ္ဓမန်ကိုအောင်မြင်တော်ဖယားဖြစ်ရမည်နံပါတ်3စေတနာနိယာမကိုအောင်မြင်တော်သူဖယားဖြစ်ရမည်နံပါတ်4ဒီဝဗုဒ္ဓမန်ကိုအောင်မြင်တော်ဖယားဖြစ်ရမယ်ဖြစ်ရမည်နံပါတ်4နံပါတ်5နံပါတ်4ကိလေသာမန်ကိုအောင်မြင်တော်ဖယားဖြစ်ရမည်နံပါတ်5တိချိမိစုမန်ကိုအောင်မြင်တော်ဖယားဖြစ်ရမည်ဤမှာ၅ပါးကိုအောင်မြင်မှတာလေကျွန်တော်တို့ဖယားလို့ကျွန်တော်တို့ကူးကွယ်ရတယ်ကျွန်တော်တို့လည်းလူသားများဒီပုထုရှင်လူသားများကျွန်တော်တို့တမန်ကျမ်းစာထက်မှာတင်းတို့ဒီမိဖို့ကနေဖာရှင်းပြီးတော့မိဖို့မှာပြန်ဖြစ်ရမည်ဆိုတဲ့အရာကိုကျွန်တော်တို့ကဘာသူကဘာသားအားလို့ကျွန်တော်တို့အပေါ်မှာကြက်ရောက်ရမယ်အရာတွေဖြစ်ပါတယ်ဒါငင်းလို့မရဘူးဘယ်သူဘယ်ဝမှငင်းလို့မရဘူးအဲ့ဒီတည်ချင်းတရားကလည်းဘယ်သူမှမငြားဘူးချမ်းသာတော်သူကိုလည်းမငြားဘူးယာထူးကြီးတော်သူကိုလည်းမငြားဘူးစီရဲတော်သူကိုလည်းမငြားဘူးတရောင်းစားလည်းမငြားဘူးအယုတ်ချောတော်သူလည်းမငြားဘူးအယုတ်ဆူတော်သူလည်းမငြားဘူးဘယ်သူမှတည်ချင်းတရားကငြားတာမရှိပါဘူးအားလုံးတနေ့ကြရင်အဲ့ကမလွဲကျွန်တော်တို့တည်ရမှာဒါကြောင့်ကျွန်တော်တို့အဲ့ဒီတည်တဲ့အချိန်မှာကျွန်တော်တို့မတည်နိုင်တော့နှလုံးသားထဲမှာရှိတယ်ကျွန်တော်တို့နာဝိညာဉ်ဒီတနေ့ကျရင်ဖယားတခင်စီမံထားတော့ကောင်းကင်နိုင်ငံတော်တက်တော့ကျွန်တော်တို့ဝင်စားရမှာဖြစ်ပါတယ်ကောင်းကင်နိဗ္ဗာန်ဘုံကောင်းကင်ဆွေပြီးမှာကျွန်တော်တို့ဝင်စားရမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ခရိယာမြတ်ရဲ့ယုံကြည်ချက်ဥတည်ချက်ဖြစ်ပါတယ်ဒါကြောင့်ဒီမှာငါးပါးကိုမအောင်မြင်သောဖယားဒီဤကဘာလောကထဲမှာမြုပ်များစွာရှိခဲ့ပါတယ်ဒီအကြောင်းပိုင်းရာကိုကျွန်တော်ဆက်လက်ပြီးတော့ဝေခပါမဟုတ်ပါဘူးများလုံးအားရှိတဲ့အတွက်ကြောင့်အဓိကဘာသာကြီး၄ခုအကြောင်းကိုပဲကျွန်တော်ဝေခခြင်းအဖြစ်သိရှိနားလည်သဘောပေါက်ကြလိမ့်မယ်လို့ဟောပြောတော်သူအနေနဲ့ယုံကြည်ပါတယ်ဒါကြောင့်ကျွန်တော်သာသနာနယ်တက်များရဲ့တောင်းဆိုချက်အရာသာသနာနယ်တက်ထဲမှာဖယားတခင်ရဲ့နိုင်ငံတော်ကိုကျဖြန့်ဖို့ရာအတွေ့ကျွန်တော်တို့တရားဟောတော်သူအနေနဲ့လည်းအင်မတန်မှဆန္ဒပြင်းပြပါတယ်ဆန္ဒကြည့်ပါတယ်အလိုရှိပါတယ်ဘာလို့လဲကေတီချင်းတရားရရှိလို့ရှိရင်တဏှိကြရင်အဲ့ကမလွဲကျွန်တော်တို့တီချင်းတရားကနေကျွန်တော်တို့ကိုတရားမှာဖြစ်တဲ့အတွက်ကြောင့်တော့တမလို့ဘဝမှာကျွန်တော်တို့ယခုလက်ရှိဒီကဘာလောကဆဲထဲမှာကျွန်တော်တို့အသက်ရှင်နေတဲ့အချိန်မှာမိမိတို့ဝင်လီးတဲ့အရာအားလုံးဟူသမျှကိုတခင်ယေရှုဖခင်ကဖိတ်ခေါ်လိုက်တာရှိပါတယ်ဝင်လီး၍ပြင်ပန်းတော်သူအပေါင်းတို့ငါထံတို့လာကြလောတဲ့ငါဒီချမ်းသာပြီးပြီတဲ့ကဲချစ်တော်ဓမ္မမစ်ဆွေမျိုးပေါ့တို့ခင်ဗျာဘာဝင်လီးတာလဲဝင်လီးတဲ့ဆိုတဲ့အခါမှာကျွန်တော်တို့နှမျိုးတစ်စားနဲ့ကျွန်တော်တို့ကြည့်ရအောင်နံပါတ်1မစ်ရှင်နဲ့မြင်နိုင်တော့ဝင်လီးချင်းရှိတယ်နံပါတ်2ကမစ်ရှင်နဲ့မင်းလို့မရတော့ကျွန်တော်တို့နှလုံးသားထဲမှာရှိတဲ့ဝင်လေချင်းတွေအရာတွေရှိပါတယ်နံပါတ်1မစ်ရှင်နဲ့မြင်နိုင်တော့ဝင်လေချင်းအရာတွေကကျွန်တော်တို့ဥပမာတရကအနေနဲ့ကျွန်တော်တို့တောင်ကုန်းတောင်ပေါ်မှာဥပမာတောင်ထိပ်နေရာတို့ကျွန်တော်တို့တက်ချင်တယ်ဆိုရင်ဥပမာဆန်တဲကိုထားကြပါစို့ဆန်တဲကိုထားလို့ရှိရင်ဘယ်လောက်လီးတယ်လဲဆိုတာဘယ်လောက်ခက်ခဲတယ်လဲတောင်ကိုတက်လို့ရှိရင်ဘယ်လောက်မောပန်းရတယ်လဲဆိုတာကျွန်တော်တို့မရှိနဲ့မြင်နိုင်တော့ဝင်လေချင်းဖြစ်တယ်ကဲမရှိနဲ့မြင်လို့မရတော့ဝင်လေချင်းဆိုတာဘာလဲကျွန်တော်တို့နှလုံးသားဖြစ်ပါတယ်ကျွန်တော်တို့နှလုံးသားထဲမှာလူသားတိုင်းအားလုံးကဘာသူကဘာသားတိုင်းအားလုံးရှိကြပါတယ်ကဲကျွန်တော်တို့ဘာဝင်လေ့တာလဲကျွန်တော်တို့ဝင်လေ့တာကိုကျွန်တော်တို့တူတယောက်ချင်းမြင်လို့မရဘူးချစ်တော်ဓမ္မမစ်ဆွေကြီးကိုပေါင်းတို့အခုတရားဟောတော်သူအနေနဲ့လည်းကျွန်တော်ရဲ့ဝင်လေ့ချင်းကိုခင်ဗျားတို့ကလည်းမြင်နိုင်မှာမဟုတ်ပါဘူးကျွန်တော်မှလည်းဝင်လေ့ချင်းတစ်ခါတလေရှိပါတယ်ဘာလဲဘာကြောင့်လဲလောကမှာနေတဲ့အတွက်ကြောင့်အသက်ရှင်နေတဲ့အတွက်ကြောင့်ကျွန်တော်တစ်ခါတလေစိတ်ညစ်တဲ့ချိန်လည်းရှိတာပေါ့တစ်ခါတလေတော့ထွက်တဲ့ချိန်လည်းရှိတာပေါ့တုတ်တော်လည်းပဲကျွန်တော်တို့တခီစုဖယားကနှုတ်ငယ်တိမ်မှုဆိုတာကျွန်တော်တို့ဖိတ်ခေါ်လိုက်ပါတယ်ဝင်လျက်ပြပတော်သူပေါလို့ငါထံတို့လာကြလို့ငါဒီချမ်းသာပြီးပြီဆိုတဲ့ဂရိပိထားနိုင်တော့ငါတို့တခီစုဖယားရှိတယ်ငါထဘူးကိုထမ်းပါတဲ့သူ့ထဘူးဆိုတာဘာလဲသူ့ထဘူးဆိုတာသူ့ရဲ့ဖယားတခီရဲ့သူ့ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကိုထားရမှာဖြစ်ရတယ်အဲ့ဒါကိုထားလို့ရှိရင်ကျွန်တော်တို့
ပူဆွေးတော့ကရောက်တဲ့ကျွန်တော်တို့နှလုံးသားဟာကျွန်တော်တို့ကိုတရှိတော်ဝိညာဉ်တော်အဖြစ်ကျွန်တော်တို့အဖြေကိုပြီးတော့ကျွန်တော်တို့တွေးခေါ်တတ်ပြီးတော့ဤကမ္ဘာလောကထဲမှာကျွန်တော်တို့ရှင်ရဲစွာနေခဲ့ရပြီမဲ့လေတနေ့ကျရင်ဒီချင်းနာချင်းဦးချင်းမရှိတော့နေရာတော့ကျွန်တော်တနေ့ကျရင်ယုံကြည်တော့အဖြစ်ကျွန်တော်ဝင်စားရမယ်ဆိုတာတခင်ယေရှုကနှစ်စဉ်နဲ့မြတ်ကျွန်တော်တို့ဖိတ်ခေါ်လိုက်ပါတယ်သူ့ထပ်ဖို့ကိုထားပြီးတော့သူ့ထပ်ဖို့ကထားလွယ်တဲ့အတွက်ကြောင့်ငါမှနေခံကြပါငါဒီနှုတ်ငင်တိမ်ပွေတော့စိတ်တဘောရှိတယ်တဲ့ထူနီတူစွာတခင်ယေရှုဖျားဖိတ်ခေါ်လိုက်တဲ့နေ့အတူကျွန်တော်တို့ခြေလှမ်းလှလို့ရှိရင်တနေ့ပြီးတနေ့ကျွန်တော်တို့ယုံကြည်ပိုင်းဆိုင်ရာတွင်ဖြစ်စေကျွန်တော်တို့မာမမတ်ရက်တီဖို့ရအတွေ့ကျွန်တော်တို့ကတခင်ယေရှုဖျားကိုအမှအားကိုးလို့ရှိရင်ကျွန်တော်ကဤခန္ဓာကိုယ်ရှိသည်ပုထုရှင်တို့တာတနေ့ကျရင်ကျွန်တော်တည်ရမယ်အဲ့ကမလို့ကျွန်တော်သိရှိနားလည်ပါတယ်ဒီတနာဝင်ခါတဲ့ခါမှာကျန်တာတော့သူအားလုံးလည်းသိရှိနားလည်ကြမှာပါဒါကြောင့်ကျွန်တော်တို့တနေ့ကျရင်ရှင်ပြန်ထမြော့ရမှာဒါတခြားသောဘာသာမှမရှိဘူးဘယ်ဘာသာမှမရှိဘူးရှင်ပြန်ထမြော့ခြင်းတရားအကြောင်းကိုဤကမ္ဘာလောကကြီးထဲမှာကျမ်းကားကိုကျွန်တော်မြတ်ဆာကျွန်တော်တတ်နိုင်တဲ့လောက်လိလာခဲ့ပါတယ်ရှင်ပြန်ထမြော့ခြင်းတရားဆိုတာမရှိပါဘူးဒါပြီးတော့စัจ java ဝလကြီးကိုသူ့တဘာဝဆောက် evolution နေရာမှာနဲ့ဘယ်တော့မှပြောင်းလဲတော့အရာတွေမရှိပါဘူးဒါလေအဲ့ဒီဟိန္ဒူဘာသာဝင်မရဝကပညာရှင်ကြီးကဒီကဲ့သို့ပြောထားတာကိုရှိပါတယ်ဒါကြောင့်ဒီကျွန်တော်တို့မြန်မာပြည်မှာကိုယ်ဝယ်ခဲ့ကြတော့ဂေါတမမြတ်စွာဘုရားဒီသူ့စိတ်ကိုယ်ရင်တာဖြစ်တဲ့အကြောင်းတကယ်မရှိနိုင်တဲ့အရာတွေဖြစ်တယ်ဘုံလဲ30ပုံမရှိတဲ့အကြောင်းဒါသူ့စိတ်ကူးရင်သူ့ရဲ့ diary ပုံပြင်ပဲဖြစ်တယ်ဆိုပြီးတော့သူ့ရဲ့စာပေထဲတွင်ကျွန်တော်တို့ဖတ်ဆိုရပါတယ်ဒါကြောင့်ချစ်တော်ဓမ္မမဆွေကြီးကိုပေါင်းတို့ဒါအားကိုးထိုက်တော့အရာမဟုတ်ပါဘူးဒါကြောင့်ကယ်တင်ခြင်းတရားလည်းမရှိဘူးဝိညာဉ်တော်လည်းမရှိဘူးသူကသာဝရဆိုတာလည်းမရှိဘူးဒါကြောင့်ဤတရားများမရှိတော့ဖယားများကိုကိုယ်ွယ်ကြတော့မြန်မာပြည်မှာဒုနဲ့ဒီရှိခဲ့ပါတယ်အင်မတန်မှတနာစရာကြီးကောင်းပါတယ်တစ်ဖက်ဆူတော့နဲ့ရှိမယ်ဆိုရင်တနာစရာကောင်းပါတယ်လောကထဲမှာအမှုမြတ်ဆုံးသောအရာဒီချမ်းသာခြင်းအရာပဲဖြစ်ပါတယ်ဒီချမ်းသာခြင်းအရာဟာကျွန်တော်တို့မိမိတို့မှာဝင်လေးတာရှိကြတယ်အဲ့ဒီဝင်လေးတဲ့အကြောင်းကိုကျွန်တော်တို့မရှိနဲ့မင်းတို့မရတဲ့အတွက်ကြောင့်လူသားတိုင်းမှာရှိတယ်ဝင်လေးချင်းကတယောက်နဲ့တယောက်လဲတူချက်မှာမဟုတ်ပါဘူးနော်ချစ်တော်ဓမ္မမဆွေကိုပေါင်းတို့ကျွန်တော်တို့တာသမီများအပေါ်တွင်ဝင်လေးတာတွေလည်းရှိမယ်ကျွန်တော်တို့စားဆရာဝတ်ဆရာတွေအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဝင်လေးတာတွေရှိမယ်ဝင်လေးတွေဆိုတဲ့အခါမှာအမျိုးမျိုးအဖို့ဖို့ပြောလို့ရှိရင်တော့ဒီပဒါမှမြတ်လှခဲ့ပါတယ်နှစ်စီအတက်ထားတဲ့မှာကျွန်တော်တို့လူချင်းတလူနေလို့မရလို့ရှိရင်လေကျွန်တော်တို့ကဝင်လေးတော်သူဖြစ်တယ်ငွေကိုလည်းဥပမာကျွန်တော်တို့မိသားစုတစုအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့တုံးဆရာလုံလောက်မရှိလို့ရှိရင်ကျွန်တော်တို့ဝင်လေးတတ်ပါတယ်ကျွန်တော်တို့နှလုံးသားထဲမှာခံစားတယ်ဘာကြောင့်လဲဩသူများလို့ကျွန်တော်တို့ငွေမရှိဘူးစားဆရာလည်းမရှိဘူးတောက်ဆရာလည်းမရှိဘူးဆိုပြီးတော့အားငယ်တတ်တယ်ဒါလူတဘာဝဖြစ်ပါတယ်ချစ်တော်တပတ်မဆွေကိုပေါင်းတို့ဒါအားမငယ်ပါနဲ့ကျွန်တော်တို့ကဘာမဆူတတ်ဆွနိုင်တော့ဖယားတခင်ရှိတယ်ဆုတောင်းပါဆုတောင်းလို့ရှိဖယားတခင်ကပြီးမယ်ဆိုပြီးတော့ဂရိပြီးထားတာကိုကျွန်တော်တို့ယုံကြည်လက်ခံလို့ရှိရင်ဝန်ချတောင်းပန်ပြီးတော့ဝန်ခံလက်ခံယုံကြည်လို့ရှိရင်ဖယားတခင်ကမဆပြီးတော့ကောင်းစုပြီးလာပါလိမ့်မယ်ယုံကိုယ်သာယုံပါချစ်တော်တပါမဆွေကိုပေါင်းတို့တာတရားစိတ်မရှိပါနဲ့ဆိုတာတိုက်တွန်းဝင်ခလို့ချင်းလည်းဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ဒီချိန်မှာကျွန်တော်တို့မြန်မာပြည်ကြီးကိုကြည့်မယ်ဆိုရင်အခုကျွန်တော်တို့အားလုံးသိရှိတဲ့အရာဒီဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပြည်ကြီးအခြေအနေလည်းမကောင်းပါဘူးတနည်းအားဖြင့်ကျွန်တော်တို့ပြောရမယ်ဆိုရင်ဒါအဲ့ကလူသားအားလုံးကျွန်တော်တို့သိရှိထားတဲ့အရာတွေဖြစ်ပါတယ်ဒီချက်ထဲမှာကျွန်တော်တို့ကလူသားများချက်စီ၍မမိနိုင်တော့ငင်တက်ချင်းဝတ်မြောက်ချင်းပြီးနိုင်တော့သူဒီကျွန်တော်တို့ကုကွယ်တဲ့ထာဝရဘုရားသခင်တာဖြစ်တဲ့အကြောင်းကိုကောင်းမှုစွာသိရှိနားလေသဘောပေါက်လို့ဆိုရင်ချစ်တော်ဓမ္မမေဆွေငယ်ကိုပေါင်းတို့ပူရှာမရှိဘူးနော်ဘယ်လောက်ပဲမြန်မာပြည်ကဆုတ်ထွေးထွေးဘယ်လောက်ပဲမြန်မာပြည်က
ဘယ်လောက်ပဲစင်ငက်ဆရာကောင်းကောင်းဘယ်လောက်ပဲအားငယ်ဆရာအချင်းနေဖြစ်စီကမှုကျွန်တော်တို့စားဆရာတောက်ဆရာပူမနေပါနဲ့တနည်းကျရင်ဖယားသခင်ကကျွန်တော်တို့မြန်မာပြည်ကြီးကိုလေပြောင်းလဲလာပါလိမ့်မယ်ဖယားသခင်ကလောကီသားတို့ကိုအင်မတန်မှချစ်တဲ့တွေ့ကြောင့်ကျွန်တော်တို့နိုင်ငံကိုလေဖယားသခင်ကချလှန်ထားမှာမဟုတ်ပါဘူးဖယားသခင်ကသူ့နိုင်ငံတော်ကိုတိဆောက်ရမှာဖြစ်ပါတယ်သူ့နိုင်ငံတော်ကိုကျွန်တော်တို့မြန်မာပြည်မှာတိဆောက်တဲ့အခါမှာဘယ်လောက်တာယာမလဲဘယ်လောက်ပျော်ရွှင်မှာလဲတနေ့ကျရင်မြန်မာပြည်ကြီးလေဖယားသခင်ရဲ့ကြီးစိုးတော်အဖြစ်ပြောင်းလဲလာပါလိမ့်မယ်ကျွန်တော်တို့မြန်မာပြည်ကြီးရဲ့ဝင်လေးတဲ့အရာကိုဖယားသခင်ကတည်ထားပါတယ်ဒါကြောင့်ချစ်တော်တပါးမိတ်ဆွေတွေကိုပေါင်းတို့ဒီကနေ့ကျွန်တော်တို့အဓိကအဖြစ်ဖယားသခင်ဒီမာငါးပါးကိုအော်မြင်တော်သူဖယားဖြစ်ရမည်မာငါးပါးကိုအော်မှတ်တာနဲ့ဖယားလို့ကိုယ်ွယ်ထိုက်တဲ့ဖယားဖြစ်တဲ့အကြောင်းကိုတာသနာနဲ့ထက်တွင်ယုံကြည်တော်သူလူတက်များတိရှိနားလေသဘောပေါက်ဖို့ရအင်မတန်မှကျွန်တော်တိုက်တွန်းနှိုးဆော်လိုချင်ပါတယ်ဒီတိချင်းမဆုမန်ကိုလည်းအော်မြင်တော်သူဖယားဖြစ်ရမည်ဒါပြီးတော့ကိလေသာမန်ကိုလည်းအောင်မြင်တော့ဖယားဖြစ်ရမည်အဲ့ဒီမှာငါးပါးကိုအောင်မှတ်တာလေဖယားလို့ကိုယ်ွယ်ထိုက်တဲ့ဖယားဖြစ်တဲ့အကြောင်းကိုဤကမ္ဘာလောကထဲတွင်ကျွန်တော်တို့ဆက်ဆက်လေးလာတဲ့ခါမှာတိပ္ပပညာရှင်ဒီမြတ်ကလည်းကမ္ဘာပေါ်ကြီးကိုဆက်ဆက်ဝလာကြီးကိုလိလာတဲ့ခါမှာဘုံဒီတုံးဆက်တဲ့ဘုံဒီမရှိဘူးနော်ဒါစေကိုရင်တာဖြစ်တဲ့အကြောင်းကိုအဲ့ဒီဟိန္ဒူပညာရှင်ကြီးကပြောထားတဲ့အတိုင်းသူစာပေထဲမှာကျွန်တော်ဖတ်ဆိုရတဲ့အတိုင်းစိတ်ကူးရင်တာဖြစ်တဲ့အကြောင်းကိုသိရှိနားလေသဘောပေါက်ဖို့ရည်ကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့နှစ်စဉ်နဲ့အမျှကျွန်တော်တို့ဝင်လေးတဲ့အရာကိုမိမိတို့အတိဆုံးပဲဖြစ်မှာပါမိမိရဲ့ဝင်လေးခြင်းကိုပြောလို့တူတယောက်ကပြောလို့ရှိရင်ကောင်းမွန်စွာတိကျစွာပြောလို့ရနိုင်တဲ့အရာမဟုတ်ပါဘူးလူသားတိုင်းမှာဝင်လေးတဲ့အရာတွေအားလို့ရှိကြခဲ့တယ်ဝင်လေးတဲ့အရာတွေမတူညီကြပါဘူးဒါကြောင့်အဲ့ဒီဝင်လေးတော်သူကိုကျွန်တော်တို့တခီစုဖယားကကျွန်တော်တို့ကိုလောကီသားကိုအင်မတန်မှရှိတဲ့တွေ့ကြောင့်ဝင်လေးရဲ့ပြင်ပတော်သူအပေါင်းတို့ငါထံတို့လာကြလို့ငါဒီချမ်းသာပြီးပြီတဲ့ချမ်းသာပြီးနိုင်တော်သူတခီစုဖယားကိုလက်ခံယုံကြည်လို့ရှိရင်ကျွန်တော်တို့အဲ့ကမလွဲအမှန်တကယ်ယုံကြည်လို့ရှိရင်ဝန်ခံယုံကြည်လို့ရှိရင်အဲ့ဒီလူသားများကျက်ရွှေမမင်းနိုင်တော့ငင်တက်ချင်းဝမ်းမြောက်ခြင်းကိုကျွန်တော်တို့အဲ့ကမလွဲအမှားရရှိရမှာဖြစ်ပါတယ်နှစ်ရှင်အတက်တာထဲမှာဘာအချီနေပဲရောက်မြန်မာပြည်ကြီးကဘယ်လိုအချီနေပဲပြောင်းလဲဘယ်ဘာချီနေပဲရောက်ကျွန်တော်တို့ကပျော်ရွှင်တော့အတက်တာမိမိတို့ရဲ့ဝင်လေးတာကိုကျွန်တော်တို့ကတခင်ယေရှုရှင်မှာကျွန်တော်တို့ဝန်ချပြီးတော့တခင်ယေရှုရဲ့ထဘိုးကိုကျွန်တော်တို့ထားပြီးတော့ကျွန်တော်တို့ကပခုံးပေါ်မှာထားပြီးတော့ရွက်လို့ရှိရင်နေ့စဉ်နဲ့မြပျော်ရွှင်တော့အတ္တကိုကျွန်တော်တို့ရရှိရမှာဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ချစ်တော်ဓမ္မမိတ်ဆွေတွေကိုပေါင်းတို့တောတာနာရှင်တို့အပေါင်းအားလုံးဒီတခီစုဖယားရဲ့ဖိတ်ခေါ်တံကိုကျွန်တော်တို့ခြေလှမ်းပြီးတော့ကျွန်တော်တို့ဆုတောင်းပြီးတော့ဆက်ကပ်ပြီးတော့အားလုံးအတ္တတာခွန်အားကိုရရှိဖို့ရအတွက်ဝေခလိုခြင်းဖြစ်ပါတယ်ဟာလေလုယာအာမင်အားလုံးချမ်းသာခြင်းကိုရကြလိမ့်မယ်လို့ဟောပြောတော်သူအနေနဲ့ယုံကြည်ပါတယ်ဟာလေလုယာအာမင်